ဝမ်းချန်နယ်ရဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်3မိနစ်ကျမ်းမာရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာပြပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ညစ်နဲ့ပတ်သက်တဲ့ကျမ်းမာရေးဘိုးတူတာတွေပဲဖြစ်ပါတယ်ဒီတော့အစီအစဉ်လေးမစခင်မှာကျမတို့ရဲ့ဝမ်းချန်နယ်ကို subscribe လုပ်ပေးခဲ့ပါအောင်ရှင်အသက်တင်နိုင်သိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်လူတော်တော်များများကမြစ်ကိုစားသုံးလေးရှိကြပေမဲ့မြစ်ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုမသိကြပါဘူးဒီတော့ဒီအစီအစဉ်လေးကနေတစ်ဆင့်ကျန်းမာရေးဘိုးတူတာရရှိစေဖို့အတွက်ပြပြပေးမှာဖြစ်ပါတယ်မြစ်ကပရိုတင်းကျွယ်ဝသလိုကယ်လိုရီပါဝင်မှုနည်းပါတယ်ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်တခြားဓာတ်ပါဝင်မှုနည်းသလိုအဆီဓာတ်လည်းပါဝင်မှုနည်းပါတယ်ဒါတွေအပြင်အမြင့်ဓာတ်နဲ့ဗီတာမင် A ဗီတာမင် B အုပ်စုဗီတာမင် E အမိုင်နိုအက်ဆစ်ကယ်လ်ဆီယမ်မဂနီဆီယမ်ပိုတက်ဆီယမ်ဆိုဒီယမ်ဇင့်မဂနီစ်ဆီလီယမ်တန်ဓာတ်တို့ပါဝင်နေပါတယ်ဒီတော့ကျန်းမာရေးအတွက်ဘလို့အထောက်အကူပြုတာလဲမြစ်ကကိုယ်လေးချိန်ကျစေနိုင်ပါတယ်ကယ်လိုရီကာဗိုဟိုက်ဒရိတ်နဲ့တခြားဓာတ်ပါဝင်မှုနေတာကြောင့်ဝိတ်တက်တာမျိုးတွေကိုမဖြစ်စေနိုင်ပါဘူးအမြင့်တက်လည်းကျွဲဝါစွာပါဝင်နေတာကြောင့်အစာခံနိုင်စေတဲ့အတွက်ဝိတ်ချနေသူတွေနဲ့အထူးသင့်တော်ပါတယ်နောက်တစ်ခုကတော့နှလုံးကျန်းမာစေနိုင်ပါတယ်မြစ်မှာသွေးရင်းကအကျိုးမပြုကိုလက်စတရောတွေကိုခြေဖြတ်ပေးနိုင်တဲ့ဓာတ်တွေပါဝင်နေတဲ့အတွက်သွေးရင်းကိုလက်စတရောကိုကျဆင်းစေပြီးသွေးကြောတွေထဲမှာသွေးစီးဆင်းမှုကိုကောင်းမွန်စေမှာသိကြပါတယ်ခန္ဓာကိုယ်မှာသွေးစီးဆင်းမှုကောင်းစေနိုင်ပြီးတော့နှလုံးအပါအဝင်ခန္ဓာကိုယ်တစ်ခုလုံးကိုကျန်းမာစေနိုင်ပါတယ်ပြီးတော့သွေးရင်းကိုလက်စတရောကိုလည်းထိန်းညှိပေးပါတယ်သူတေသနာပြုလေးလာမှုတွေအရာမြစ်ကိုစားသုံးပေးတာကသွေးရင်းကအကျိုးမပြုကိုလက်စတရောတွေကိုကျဆင်းစေနိုင်ပြီးကိုရင်းအဆီတွေကိုခြေဖြတ်ပေးနိုင်ပါတယ်ကင်ဆာလေးကာကွယ်ပေးနိုင်ပါတယ်မြစ်မှာပါဝင်နေတဲ့ဓာတ်တစ်မျိုးကကင်ဆာကာဝယ်ပေးနိုင်တဲ့အာနိသင်ရှိပြီးအဆုတ်ကင်ဆာအစာရင်ကင်ဆာတိမ်ကင်ဆာရင်သားကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့အမြင့်တက်ကျွယ်ဝမှုကြောင့်ဥမာကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်းအထီးရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်ကိုယ်ခံအားလည်းကောင်းစေနိုင်ပါတယ်မြစ်မှာပါဝင်နေတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကကိုယ်ခံအားကိုကောင်းစေနိုင်ပြီးခန္ဓာကိုယ်ရင်းကိုယ်ပါမှာယောဂကင်းနေစေဖို့အထီးရောက်ဆုံးအားဖြစ်ပေးမှာဖြစ်ပါတယ်ပြီးတော့နာကျင်ရောင်ရမ်းမှုတွေကိုလည်းသက်သာစေနိုင်ပါတယ်။မြစ်ကအယောင်ကျစေနိုင်တယ်လို့နာကျင်ကြိုက်ခဲမှုတွေကိုလည်းသက်သာစေနိုင်ပါတယ်။အနာကျက်စေနိုင်တဲ့အာနိသင်လည်းရှိတာကြောင့်ခန္ဓာကိုယ်ပြင်ပကအနာတွေအတွက်အသုံးပြုလို့ရတယ်လို့ကိုယ်ရင်းမှာဖြစ်တဲ့အနာတွေကျက်စေဖို့လည်းမြစ်ကိုစားပေးလို့ရပါတယ်။ပြီးတော့အသက်ရှူလမ်းကြောင်းကိုလည်းကျန်းမာစေနိုင်ပါသေးတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက်မြစ်ပြုတ်ရည်ကိုတောက်သုံးပေးလို့ရပါတယ်။ဒီလိုမျိုးကျန်းမာရေးအတွက်အကျိုးပြုမှုများတဲ့မြစ်ကိုဘယ်သူတွေမစားသင့်ဘူးလဲဆိုရင်တော့မြစ်ကဆေးဘက်ဝင်နေဆိုပေမဲ့လည်းကိုဝင်ဆောင်မိခင်တွေနို့တိုင်မိခင်တွေနဲ့ယောဂအခန်းတစ်ခုခုရှိနေသူတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးပေးသင့်ပါတယ်။ဒါကတော့မြစ်နဲ့ပတ်သက်တဲ့ကျန်းမာရေးကောင်းကျိုးတွေနဲ့ဆိုးကျိုးတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးအကျိုးရှိစေမဲ့ကျန်းမာရေးဘိုးတုတလေးတွေကိုကျမတို့One Channelကနေစဉ်ဆက်မပြတ်တင်ဆက်ပေးနေအောင်မှာဖြစ်ပါတယ်။ပြီးတော့ဆက်ဆက်စောင့်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့ဦးရှင်။ One Channel ရဲ့ပရိသတ်များအားလုံးလည်းယောဂဗျာတွေကင်းဝေးပြီးတော့တာယာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။